ကဲအပိုင်းထဲမှာဆက်ပြီးတွေးကြပြီဆိုတော့ကျွန်တော်တို့စီမျောလိုက်ပါအားပေးကြပါဦးဆက်ရုံဝင်းတစ်ခုလုံးတိတ်ဆိတ်လို့နေခဲ့ပါတယ်အမြဲတမ်းကြားနေကြရတဲ့လွှတ်တဲ့စောက်တံတွေနေရာမှာကြောက်ကက်ကက်ဖုံဖုံတွေကပဲကြီးစိုးထားသလိုပါပဲအောင်ရဲတည်းရဲ့ရုံခန်းထဲမှာဟိုမတွေရှောင်းရင်းနဲ့စိတ်မောနေပြီတယ်ဒေါသတွေမာနတွေနဲ့လူသမားတွေကိုမောင်းထုတ်လိုက်ပေမဲ့အခုတော့အရေးကြီးတဲ့ဂျပန်အော်ဒါတွေအတွက်ဘရီဘော်ကနမူနာတွေပြီးအောင်လုပ်ပေးမဲ့သူတယောက်မှမရှိတော့ပါဘူးအကိုလေးဂျပန်ကုမ္ပဏီကအရာရှိတွေနောက်3ရက်နေရင်စိတ်ယုံကိုလာကြည့်တော့မယ်သူတို့စိတ်တန်းကြနမူနာပြနိုင်မှုဆိုရင်စာချုပ်ဖြတ်သိမ်းရလိမ့်မယ်မန်နေဂျာဦးဖုံးမြင့်ကစိုးရိမ်ကြီးနဲ့တတိပေးလာတဲ့အခါအောင်ရဲတည်းရဲ့ရင်ထဲမှာသူတချောင်းအစိုက်ခံလိုက်ရသလိုမျိုးခံစားလိုက်ရပါတယ်အင်္ဂလန်ပြန်ဘွဲရတယောက်အနေနဲ့ပထမဆုံးတာဝန်ပါတယ်ဒီလောက်တိအောင်အဆက်ခွဲရတော့မလားဆိုတဲ့အတွေ့ကသူ့ကိုနှိမ့်ဆက်နေခဲ့ပါတယ်ဒီအချိန်မှာရန်ကုန်ရုံးချုပ်မှာရှိတဲ့ဖခင်ဖြစ်သူဦးသက်တင်ကတော့စင်းကိုင်ပါလေးမေသက်စီကနေဆင့်အခြေအနေအားလုံးကိုသိရှိနေခဲ့ပါပြီတကယ်ချင်းဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ကြီးတူကဦးသက်တင်ကိုမေးပါတယ်သက်တင်ရမင်းသားတလောက်ထီအောင်ဒုက္ခရောက်နေတာကိုမင်းကဘာလို့ငွေကြေးဖြစ်ဖြစ်လူအင်အားဖြစ်ဖြစ်သွားမကူညီတာလဲစာချုပ်ပြတ်သွားရင်မင်းကုမ္ပဏီလည်းနစ်နာမှာပေါ့ဒီတော့ဦးသက်တင်ကလက်ဖက်ရည်ကိုတငုံတောက်ရင်အဝေးကိုငေးကြည့်လိုက်ပြီအေးစစ်စစ်ပဲပြန်ပြောခဲ့ပါတယ်လုပ်ငန်းတစ်ခုပျက်စီးသွားရင်ပြန်ထောင်လို့ရတဲ့တကယ်ချင်းအေးဒါပေမဲ့ငါသားရဲ့မာနာအိုးကြီးကိုအခုချိန်မှာမခွဲပြစ်လိုက်ရင်ဒီနေ့ကျရင်သူတွေမကဘူးငါတို့တမီသားစုလုံးမှာပျက်စီးသွားလိမ့်မယ်ဒါကကောက်ရိုးမီးတို့ပဲစိတ်မြန်နေသူဒူးထောက်တက်ဖို့တင်ငန်းစာလိုအပ်နေတာဘကိုးစိတ်ယုံမှာတော့အောင်ရဲတဲ့တယောက်မာနာနဲ့လက်တွေ့ဘဝအကြားမှာလွန်ဆွဲနေခဲ့ပါတယ်နောက်ဆုံးမှာတော့လုပ်ငန်းပျက်စီးမဲ့အရေးကိုမကြည့်ရတော့တာကြောင့်အောင်ရဲတင်တယောက်သူ့ရဲ့မာနာတွေကိုခါချပြီးလူသမားကောင်းဆောင်ဦးဆန်ရှားရဲ့အိမ်ရှိရာရွာကလေးစီကိုကိုရန်သွားရဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့ရွာထိပ်ကတစ်သားအိမ်လေးရဲ့ရှေ့ကိုရောက်တဲ့အခါမှာအောင်ရဲတဲ့ကားပေါ်ကဆင်းလိုက်ပါတယ်အိမ်ရှိကုပြစ်မှာဦးဆန်ရှားကရေဖြစ်သူကိုချွန်ရင်းနဲ့အေးလူလူထိုင်နေတာကိုမြင်တော့အောင်ရဲတဲ့ရင်ထဲမှာတစ်ချက်တော့တင်းကနေဖြစ်သွားမိသေးတယ်ဒါပေမဲ့သူစိတ်ကိုရှော့ချလိုက်ပါတယ်ဦးဆန်ရှားကျွန်တော်လာခေါ်တာပါကျွန်တော်အမားတွေကိုခွင့်လွှတ်ပေးပါအနောက်တိုင်းကစနစ်တွေကြီးပဲဇစ်လုံးမိပြီးဒီကလူသမားတွေရဲ့လူပညာနဲ့စေတနာကိုကျွန်တော်မမြင်ခဲ့မိဘူးအောင်ရဲတွေကလူကြီးတယောက်ကိုရိုးသေးလက်အုပ်ချပြီးတောင်းပန်လိုက်ပါတယ်ဒါဟာသူ့ဘဝမှာပထမဦးဆုံးချိန်သူတစ်ပါးကိုဥညွှတ်လိုက်ရခြင်းပါပဲဦးဆန်ရှားကအောင်ရဲတွေကိုတေချာစိုက်ကြည့်ပြီးပြုံးလိုက်ပါတယ်အမှန်တော့ဦးဆန်ရှားစီကိုဦးသက်တင်ကကြိုတင်ဖုံးဆက်ပြီးငါသားကိုလူယိုသေးတတိနားတဲ့သူဖြစ်အောင်မင်းပဲဆုံးမပေးပါလို့တိတ်တဆိတ်အကူအညီတောင်းခဲ့တာဖြစ်ပါတယ်အကူလေးကျွန်တော်တို့ကပညာတတ်တွေမဟုတ်ပေမဲ့အလုပ်ပေါ်မှာတော့တစ္ဆာရှိကြပါတယ်အကူလေးဘက်ကလူသမားတွေရဲ့တန်ဖိုးကိုနားလည်ပေးရင်ကျွန်တော်တို့ကလည်းအသက်သွင်းပြီးလုပ်ပေးဖို့အသင့်ပါပဲကိုလေးဦးဆန်ရှားကထရက်ပြီးအောင်ရဲတင်ရဲ့ပခုံးကိုပုတ်လိုက်ပါတယ်ဒီလိုနဲ့အောင်ရဲတင်ဟာလုပ်ငန်းခွင်တစ်ခုအောင်မြင်ဖို့ဆိုရင်အမိန်ပေးတာထက်ဝန်ထမ်းတွေရဲ့စိတ်ကိုရယူတတ်ဖို့လိုအပ်မှန်းပထမဦးဆုံးချိန်ခေါင်းကောင်းကြီးသင်ခန်းစာရသွားပါဦးဦးဆန်ရှားနဲ့ဝိုင်းလက်သမားကြီးတွေစက်ရုံကိုပြန်ရောက်လာတဲ့အခါမှာတော့စက်ရုံဝင်းကြီးဟာပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်အောင်ရဲတင်ဟာအရင်လိုရုံးခန်းထဲမှာပဲထိုင်ပြီးအမိန်ပေးမနေတော့ပင်စက်ရုံကျမ်းပြင်ပေါ်ထိပါဆင်းဖုံတော်တွေကိုတို့ပြီးလူသမားတွေနဲ့တူတသားတွေနေထိုင်ကြည့်ဖို့အတွက်ကြိုးစားနေခဲ့ပါဦးလက်သမားကြီးတွေတသားကိုဆိတ်ရှင်လက်ရှင်ပုံဖော်နေတာကိုအနီးကပ်မြင်ရမှာပဲဒါရိုးရိုးကုန်ထုတ်လို့မှုမဟုတ်ပဲမြမရိုးရာလူပညာလက်ရမြောက်တဲ့ဖန်တီးမှုတွေဖြစ်မှန်းသူစတင်တန်ဖိုးထားတယ်လားဒီမှာအကူလေးဂျပန်ကုမ္ပဏီကတောင်းဆိုတဲ့နမူနာကရထိုင်နေပြီးပါပြီဗျဦးဆန်ရှားကချွေးတုံရင်းနဲ့ပီတီအပြုံးနဲ့ပြလာတဲ့အခါအောင်ရဲတဲ့ရင်ထဲမှာအတိုင်းမသိဝမ်းသာမိသွားတယ်တကယ်ကိုအနုစိတ်ပြီးခိုင်ခန့်လှပလို့နဲ့လက်ရာတွေပါဒါပေမဲ့ဇလန်းကဒီလောက်နဲ့မချောမွေ့ခဲ့ပါဘူးဂျပန်အရာရှိတွေစိတ်ုံကိုလက်အောက်စစ်ဆေးမဲ့နေမတိုင်ခင်ညပါတယ်ပဲခူးမြစ်ဝမ်းတစ်လျှောက်မိုးသက်မုန်တိုင်းအကြီးကျယ်ကျရောက်ခဲ့ပါဦးညတစ်ခေါင်ရံမှာမိုးကသိမ်းမကြီးရွာသွန်းပြီး
လေပြင်းတွေတိုက်ခတ်လာခဲ့တယ်။အောင်ရဲတင်တယောက်အိတ်နေရာကနေလန့်နှုတ်ပြီးစိတ်ယုံစီကိုကားနဲ့အပြေလွှာမောင်းထွက်ခဲ့မိတယ်။စိတ်ယုံကိုရောက်တဲ့အခါမှာတော့အခြေအနေကစိုးဝါးနေခဲ့ပါပြီ။လေပြင်းကြောင့်စိတ်ယုံအမိုးတို့အချို့လွင့်ထွက်သွားခဲ့ပြီးမိုးရေတွေကရေးကြီးတဲ့ဂျပန်အော်ဒါပရီဘောဂတွေစီကိုတက်တက်ကြီးကျနေခဲ့တာပါ။မဖြစ်ဘူး။ဒါတွေအဆူပြန်လို့ဖြစ်ဘူး။အောင်ရဲတင်ဟာဝေကောင်းစားလာတွေကိုမမှုတော့ပဲမိုးရေတွေကိုပြေးဝင်ပြီးပရီဘောဂတွေကိုလုံခြုံတဲ့နေရာကိုရှင်းဖို့တယောက်တည်းရုန်းကန်ပါတော့တယ်။အဲဒီအချိန်မှာပဲအမှောင်ထဲကနေဖုံးပြီးရောက်နေတဲ့သူဦးဖုံးမြင့်ဦးဆန်ရှားနဲ့စေယုံဝင်တိုင်းချိုးကအပြေးလွှားရောက်ရှိလာကြပါတယ်။အကိုလေးကျွန်တော်လာပြီးအားလုံးဝိုင်းမကြပါပြုတ်ဝန်ထမ်းတွေအားလုံးကမိုးရဲရီထဲမှာအောင်ရဲတင်တဲ့သူပခုံးချင်းဖက်ပြီးကုံကြောတွေကိုဝိုင်းဝန်းရွှေ့ပြောင်းကြပါတယ်။မုန်တိုင်းတိုင်ကြောင့်အားလုံးရစရာမရှိအောင်ဆိုရှယ်နေခဲ့ပေမယ့်နောက်ဆုံးမှာတော့ဂျပန်အော်ဒါတွေကိုအချိန်မီကာကွယ်နိုင်ခဲ့ပါတယ်။အဲဒီညကအောင်ရဲတင်ဟာဘဝမှာပထမဦးဆုံးချိန်ဖြစ်ဝန်ထမ်းတွေနဲ့တူစိတ်ယုံကျမ်းပြင်ပေါ်မှာပလတ်စတစ်စရီခင်းဖြာရီချပြီးအတူတူအိတ်ဆက်ခဲ့ပါတယ်။သူတို့ပေးကမ်းတဲ့ရိုးရှင်းရှင်းထမင်းတို့ကိုလည်းနေရင်ရှက်ရေးစားတော့ခဲ့တယ်။ရန်ကုန်မြို့ကနေဓာရီကိုလှမ်းသိနေတဲ့ဖခင်ဖြစ်သူဦးသက်တင်ကတော့အိယာထက်မှာဖျားကြော်ရင်မျက်ရည်ဝဲနေမိတယ်။ငါသားမင်းတကယ်လူလားမြောက်စီပွားရေးသမားတယောက်ဖြစ်နေပြီပဲ။အခက်ခဲဆိုတာလူကိုအကောင်းဆုံးတွေးပြီးတဲ့ကြောက်ပြင်းမဲတို့တိတ်တဆိတ်ရေရွတ်ကုန်ယူနေမိပါရယ်။နောက်တနေ့မနက်မှာတော့မုံတိုင်းဆဲလို့နေအောင်ကြီးတန်းလာခဲ့ပါပြီ။ဂျပန်ကုမ္ပဏီကအရာရှိတွေစက်ရုံကိုရောက်ရှိလာပြီးပရီဘောကနမူနာတွေကိုစစ်ဆေးတဲ့အခါမှာတော့အလွန်စိတ်ကျေနပ်မှုရှိသွားခဲ့ကြတယ်။အင်မတန်လက်ရမြောက်ပါတယ်။ပြီးတော့မုံတိုင်းတန်ကြားကနေဒီပစ္စည်းတွေပျက်စီးမသွားအောင်အသက်နဲ့လဲပြီးကောက်ခဲ့တဲ့မန်နေဂျာငယ်လေးရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့အရင်လေးစားပါတယ်လို့ဂျပန်အရာရှိကအောင်ရဲတင်ကိုလက်ဆွဲနှုတ်ဆက်ပြီးထီကျူးစကားပြောကြားခဲ့ပါတယ်။ဒါအောင်ရဲတင်ရဲ့ဘဝမှာပထမဦးဆုံးကိုယ်တိုင်ရုန်းကန်ပြီးရရှိခဲ့တဲ့အောင်မြင်မှုကောက်ရိုးတမြင်ပါပဲ။ဒီနေ့ကတော့ဒီလောက်ထိပါပဲ။နောက်လာမယ့်အပိုင်း3မှာဆက်လက်ဆောင်မြကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဒီပါနဲ့ရနာလိုက်ပါစေ။ပရိသတ်ကြီးရဲ့အထင်မြင်ယူဆချက်ကလေးကိုလည်းကွန်မန့်လေးထဲမှာမှန်သွားပေးခဲ့ကြပါအောင်ဗျာ။အော်ဒါနဲ့စကားမဆက်ပရိသတ်ကြီးတို့အနေနဲ့အပန်းမကြည့်ဘူးဆိုရင်ဘယ်နေရာဘယ်ဒေသကနေအားပေးနေတယ်ဆိုတာလေးကိုလည်းမျှဝေပေးခဲ့ကြပါအောင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။